တခါကြီးတခါမကြီးတို့ရှစ်ပညာရှိတွေပြောခဲ့တဲ့စကားလုံးလေးသိကောင်းတယ်ဘယ်စကားလုံးလဲလောကမှာကွာတဲ့ငွေရှိပြီးကျန်တာဘာမှမရှိတဲ့ပုဂ္ဂိုလ်နဲ့ဘယ်တော့မှမပေါင်းနဲ့တဲ့ဟောတခါမမယားလောကမှာဗါတဲ့တော့ငွေပဲရှိပြီးကျန်တာဘာမှမရှိတဲ့ပုဂ္ဂိုလ်နဲ့ဘယ်တော့မှမပေါင်းနဲ့တဲ့တို့ညီလေးတွေညီမလေးတွေအကိုတွေအမတွေဒါမှတ်ထားဟေ့မှန်လားဟေ့ဘာပဲရှိတာပြောစံကြားတဲ့ပုဂ္ဂိုလ်တိုင်းပြန်ပြောစံဘာပဲရှိတာကျန်တာဗါတဲ့တော့ဘာမှမရှိဘူးအကျဉ်းသာတရားမေတ္တာတရားဟင်းအင်းစာနာမှုမြတ်သားမှုဒီလိုလူမျိုးနဲ့ဘင်တော့မှမပေါင်းနဲ့တဲ့မှန်လားဟေ့တိုင်းနစ်မန်ဒီငွေပဲအချိန်တိုင်းငွေပဲဒီငွေနောက်ပဲလိုက်ပြီးငွေနဲ့ပဲအရာအလုံးဖြည့်ရှင်ငွေရှိရင်အရာအလုံးပြည့်စုံတယ်လို့ထင်နေတဲ့လူမျိုးတွေတွေးကြရင်ဘယ်တော့မှမပေါင်းနဲ့တဲ့တခါမမယားတို့ကတန်တရာခရီးနာတွေလားတန်တရာခရီးသွားတွေလားငွေနဲ့မရှင်းလို့မရတဲ့ပြဿနာတွေဒီဘဝပြီးနောက်ဘဝတွေမှာအများကြီးကြုံရမယ်ဆိုတာမသေးကြဘူးလားဒီဘဝတောင်မှငွေနဲ့ရှင်းလို့မရတဲ့ပြဿနာတွေများစွာမရှိဘူးလားတခါမမယားအကျဉ်းသားတွေမလိုဘူးလားမေတ္တာတွေမလိုဘူးလားစာနာမှုတွေမလိုဘူးလားမြတ်တာမှုတွေမလိုဘူးလားဒီလူတကာဒီလူမတွေအခုစာနာတနာမေတ္တာထားပြီးတော့လူကြီးပြီးနေတယ်ဆိုတာမသေးကြဘူးလားဒါကြောင့်ယင်ပြီးတော့နေမယ်ပြုံးပြီးတော့နေမယ်ရွှွှွပြနေမယ်ကြက်တရေရှိအောင်နေမယ်နောက်ဆုံးစကားလုံးလေးပြန်ပြောပါရှိအောင်တို့ကြက်တရေရှိဖို့ဆိုလို့ရှိရင်တော်ကောင်းကြီးမြတ်ကြီးဘာလို့လဲလို့မေးလို့ရှိရင်ကို့ညွန့်ကိုချိုးနေလို့ရပါမလားတခါမမယားဦးဇင်းတို့တိုင်းပြည်ကလေဖယားဂုံတော်ရဲ့တရားဂုံတော်ရဲ့တန်ခါဂုံတော်အနန္တရဲ့တို့တိုင်းပြည်မဖောက်ပြန်နောက်မကြံစိန်ရွှေရတနာအလွန်ပေါ်ကျွဲတဲ့ဦးဇင်းတို့တိုင်းပြည်အဖိုးတို့ဘွားတို့လက်ထက်သုံးကဖယားဂုံတော်ရဲ့ခလုတ်လေးမထိလိုက်နဲ့ဖယားဘေးလေးတွေမြန်မကြုံလိုက်နဲ့ဖယားအနေရတွေမကြုံလိုက်နဲ့ဖယားဝါတာဖယားဂုံတော်ရဲ့တရားဂုံတော်ရဲ့တန်ခါဂုံတော်အနန္တရဲ့ယရနာမြတ်သုံးပါးကိုဥထိပ်ပန်းစင်ပြီးတော့တရားကောင်းကြီးမြတ်ကြီးဘာပဲနေတရားကောင်းကြီးမြတ်ကြီးဒီဖယားတရားတန်ခါပေါ်မှာဘယ်တော့မှယုံကြည်မှုမရောခဲ့ဘူးတဲ့မှန်လားဟဲ့တဘောမှန်လားဟဲ့ဒါကြောင့်ကျိုးတို့ဗမာပြေဝဲဒီစကလုံးတွေဒါကိုထပ်ပြီးတော့ကွန့်လိုက်အောင်ခမည်းတော်ကျိုးတို့ဗမာပြေဝဲဖယားဂုံတော်ရဲ့တရားဂုံတော်ရဲ့တန်ခါဂုံတော်အနန္တရဲ့တို့တိုင်းပြည်မဖောက်ပြန်နောက်မကြံဟိုတုန်းကစိန်ရွှေရတနာအလွန်ပေါ်ကျွဲ